ဒီလိုဖြစ်နေတဲ့ brother တဲ့ကဲဟုတ်ပြီအဲ့ဒါဆိုရှင်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပါလိုက်အရင်ဦးဆုံးဒီမှာဒီ All-Star browser ယူခဲ့တဲ့ထဲကိုဝင်လိုက်ဝင်ပြီးတော့ရှင်ဒီမှာခဏလေးစောင့်ပေးခဏလေးစောင့်ပေး line လေးတိတ်မကောင်းလို့နည်းနည်းလေးကြာမယ်ကဲဟုတ်ပြီဒီလိုလေးပေါ်လာဒီလိုလေးပေါ်လာပြီဆိုရှင်နည်းနည်းလေးဆွဲချလိုက်ဟိုဒီကိုရောက်ပြီဒီရောက်ပြီဆို TikTok ကိုနှိပ်လိုက်အဲ့ဒါပြီးလို့ရှင်ဒီမှာ TikTok တွေက game video link တစ်ခုခုထည့်လိုက်ထည့်ပေါ်လို့ရှင်အောက်မှာအင်္ဂလိပ်ကိုရွေးလိုက်ကဲအဲ့ဒါပြီးလို့ရှင်မနှိပ်လိုက်ဒီလိုလေးဆင်ပြေပါမယ်ဆင်ပြေသွားလို့ရှင်သူကဒီလိုလေးပေါ်လာလိမ့်မယ်ကဲဒီလိုလေးပေါ်လာပြီဆိုလို့ရှင်အမအပြာရောင်စာတန်းလေးကိုမြင်လာအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ဒီလိုလေးပေါ်လာလိမ့်မယ်ပေါ်လာလို့ရှင်အပေါ်ကမှ1ဆိုတဲ့နေရာမှာ copy ဆိုတာတွေ့တာအဲ့ copy ကိုတစ်ချက်နှိပ်လိုက် okay copy နေပြီးတော့လို့ရှင်ခဏလေးနော်ပြပေးမယ်အမဒီလိုလေးပေါ်လာလိမ့်မယ်ဒီလိုလေးထဲကိုဝင်လိုက်ဝင်ပြီးတော့လို့ရှင်TikTok ထဲပေါ့နော် TikTok ထဲဝင်လိုက်ဝင်ပြီးတော့လို့ရှင်အမ bio ထဲကိုဝင်မယ် bio ဝင်ခဏ copy ယူထားတဲ့ဟာလေးကိုဒီမှာလာထည့်လိုက်ဒါကတော့ state 2ပေါ့2ပြီးသွားပြီအပြည့်ပြန်ထွက် notification အပေါ်မှာ profile share တွေ့လားအဲ့ဒါ copy link လေးဒီဘက်က copy link ကိုနှိပ်လိုက်နှိပ်ပြီးတော့လို့ရှင်ခဏပြန်ထွက်ဒီက view လေးတစ်ခုတော့ယူခဲ့ဦးမနော်အဲ့ဒါပြီးလို့ရှိရင်ဒီမှာဒီဘက်က state 1 2 3နေရာကိုတွေ့လား3နေရာမှာခဏကယူခဲ့တဲ့ profile copy link ကိုထည့်မယ် line လေးတိတ်မကောင်းလို့အမ profile copy link ကိုကောက်ထည့်လိုက်ထည့်ပြီးတော့လို့ရှိရင်အောက်ကစာတန်းပြလေးနဲ့ဟာလေးကိုနှိပ်လိုက်ညုံတော့ဒါလေးရင်ဖြတ်လိုက်အောင်မယ်ပြန်ထည့်ပြမယ်ခဏ copy link ယူခဲ့တဲ့ဟာလေးကိုထည့်လိုက် okay ရပြီအဲ့ဒါဆိုအောက်က complete ကိုနှိပ်လိုက်ဘာမှလုပ်စရာမလိုဒီနေရာမှာအဲ့နောက်ပဲပြန်နေလိုက်အဲ့ဒါဆိုဒီမှာဒီလိုလေးပို့လာလိမ့်မယ်ဒါဆိုခဏလေးစောင့်လိုက်အဲ့ဒါဆိုလို့ရှိရင်ဒီပေါင်ယူလို့ရပြီဒီလောက်ပဲ